အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အနာရောဂါဖြစ်စေသောအကြောင်းရင်း9ချက်ထဲကနေကျွန်တော်အပိုင်း3အကြောင်းကိုအနေငယ်ဝင်ငါလိုပါတယ်။ဘာကြောင့်ကျွန်တော်ဘဝမှာအနာရောဂါတွေဖြစ်လာလဲ။ဘာကြောင့်ဘယ်ကနေဝင်လာလဲเนาะဆိုတော့ဘယ်လိုအားဖြင့်ဖြစ်တာလဲเนาะဒီနေ့မှာတော့ဓမ္မကျမ်းစာအဖြစ်ကျွန်တော်တို့အနေငယ်ဖော်ပြလိုပါတယ်လို့တောလျာကျမ်းအခန်းကြီး7အငယ်1က2ကိုကျွန်တော်ဖတ်တဲ့အခါမှာမောရှေသည်ကုရှအမျိုးသားမိန်းမနှင့်စုံဘက်သည်ဖြစ်၍ထိုမိန်းမကြောင့်မိရန်နှင့်အာယုန်သည်မောရှေကိုအပြစ်တင်နေဆိုတော့ဒီနေရာမှာဘာလို့လဲဆိုတော့မောရှေကကုရှအမျိုးသမီးနဲ့စုံဘက်တဲ့အခါမှာမိရန်နဲ့အာယုန်ဟာမောရှေကိုပြစ်မှားတယ်ဆိုတော့တွေ့ရတနည်းအားဖြင့်အပြစ်တင်တယ်ပေါ့ဆိုတော့မောရှေကအမှန်တော့ဣသရေလလူမျိုးတွေကိုဥဆောင်ဖို့ရဖျားခင်ကိုယ်တိုင်ရွေးချယ်ခွဲခန့်ပြီးဗိတ်သိက်ထားတဲ့သူဖြစ်ပါတယ်เนาะဆိုတော့တကယ်ကိုเนาะဆိုတော့ဗိတ်သိက်နဲ့ပြည့်တဲ့ဖျားခင်ကိုယ်တိုင်ခွဲခန့်တဲ့သူဖြစ်ပါတယ်ဆိုတော့အဲ့လိုခွဲခန့်တဲ့သူကိုเนาะအပြစ်တင်ပြီးတဲ့အခါမှာเนาะဆိုတော့နောက်ဆက်တွဲတွေဟာတကယ်ပဲเนาะဆိုတော့ကြောက်စရာအရင်ကောင်းတယ်ဆိုတော့ကျွန်တော်နားလေရကျွန်တော်ဆက်ပြီးတော့မှဘာပြောလဲဆိုတော့မိရိယန်တို့ကအကေကြီးတဲ့ထာဝရဘုရားဒီမောရှေအားဖြစ်တာပြတိတ်ပြီးတော်မူသလိုတဲ့ငါတို့အားဖြစ်လေပြီးတော့မမူမီတော့ငါတို့အားဖြစ်လေတဲ့ပြီးတော့မမူမီလို့ဟုဆိုကြ၏တဲ့ပြောချင်တာကမောရှေအားဖြစ်ပဲဘုရားခင်ကစကားပြောတာလားတဲ့မောရှေကပြတိတ်ပြီးတာလားငါတို့လည်းပြီးနိုင်တယ်ငါတို့လည်းပြီးတယ်စသဖြင့်ပေါ့နော်ခေါင်းဆောင်ကိုပြိုင်နေဆိုတော့လဲကျွန်တော်တွေ့ရပါတော့အဲ့ခါမှာထာဝရဘုရားကကျွန်တော်ဆက်ပြီးတော့မှနော်ဆိုတော့မိရန်နဲ့အာယုံကိုဗာပြောလေဆိုတော့အငယ်6ကနေဆက်ပြီးကျွန်တော်ဖတ်တဲ့ခါမှာထာဝရဘုရားကလည်းငါစကားကိုနားထောင်ကြလော့တင်တို့တွေပရောဖက်ရှိလင်ငါထာဝရဘုရားဒီတဲ့ထိုသူ၌ထူးဆန်းသောယူပါယုံအားဖြင့်ကိုပြမိသို့မဟုတ်အိမ်မက်အားဖြင့်ပြတိတ်ပေးမိတဲ့အိမ်တော်တအိမ်လုံး၌တစ္ဆာစောင့်သောငါကျွန်မောရှေကြီးထို့မဟုတ်တဲ့သူ၌ဗျာဒိတ်ပေးသောအခါနည်းနည်းသောစကားအဖြစ်မပေးတဲ့ကိုယ်တိုင်ကိုချက်ထင်ရှားစွာဗျာဒိတ်ပေးသည်ထိုသူဒီထာဝရဘုရားဤတရံကိုလည်းမြင်ရမည်တို့ဖြစ်၍တင်ဒီတဲ့ငါကျွန်မောရှေကိုအဘယ်ကြောင့်အပြစ်တင်ဝတ်တည်းဟုမိန့်တော်မူရဲ့ဆိုတော့ဒီညမှာတော့ဆိုတော့မိရိယနဲ့အာယုံကိုဘုရားကပြန်ပြီးဆုံးမတယ်ဆိုတော့တွေ့ရဆိုတော့နင်တို့ပေးတဲ့ဗျာဒိတ်နဲ့မောရှေကိုပေးတဲ့ဗျာဒိတ်ကလုံးဝမတူဘူးเนาะကွာခြားတယ်เนาะဆိုတော့ဘာလို့လဲဆိုတော့ငါကျွန်မောရှေကငါလုံးဝကိုရွေးချယ်ခွဲခန့်ထားတဲ့လူဖြစ်တယ်ပြီးတော့မှတဲ့အိမ်တော်တအိမ်လုံး၌တစ္ဆာဆောင်သောငါကျွန်မောရှေเนาะဆိုတော့ဒီနေ့ဒီခေတ်မှာဆိုရင်ကျွန်တော်တို့အသင်းတော်ကိုဥဆောင်တဲ့လူတွေဖြစ်မယ်เนาะဆိုတော့အသင်းတော်တစ်ခုလုံးအပေါ်မှာဘုရားခင်ပိတ်သိမ့်နဲ့ခွဲခန့်ထားတဲ့လူတွေဖြစ်မယ်เนาะဆိုတော့ဒါကြောင့်ဒီနေ့ဒီခေတ်မှာအဲ့လိုမျိုးလူတွေเนาะဆိုတော့ဘုရားခင်ပိတ်သိမ့်နဲ့ခွဲခန့်ထားတဲ့လူတွေရှိတယ်เนาะဆိုတော့ဒါကြောင့်ဒီနေ့ဘုရားခင်တကယ့်ကိုပိတ်သိမ့်နဲ့ခွဲခန့်ထားတဲ့လူတွေရဲ့အသက်တာမှာထိုကဲ့သို့အပြစ်တင်ပြစ်မှားမိတဲ့ခါမှာဘုရားခင်ကပြန်ပြီးတော့မှเนาะဆိုတော့တနည်းအားဖြင့်ပြောတော့ဆုံးမတဲ့အရာတွေရှိတယ်ဆိုတော့ကျွန်တော်တွေ့ရเนาะဆိုတော့ဒီကြောင့်ကျွန်တော်တို့နားလည်ဖို့လိုတယ်ကျွန်တော်တို့အငယ်30ကိုဖတ်တဲ့အခါမှာမိုးတိမ်ဒီတဲ့တဲတော်အပေါ်မှာကွာသွားဤမိဒီယန်ဒီလေတဲ့နူနာဆွဲ၍မိုးပွင့်ကဲ့သို့ဖြူလေဤဆိုတော့ဒီနေရာမှာဗာတွေ့ရဆိုရင်မိဒီယန်ဟာเนาะဆိုတော့နူသွားတယ်ဆိုတော့ကျွန်တော်တွေ့ရဒါကြောင့်ဒီနေ့ဖျားသခင်ဗိတ်သိက်နဲ့ခွဲခန့်ထားတဲ့အမှုတော်ဆောင်တွေကဘာမှာအများကြီးရှိတယ်ပေါ့နော်ဗိတ်သိက်မရှိပဲเนาะဆိုတော့အမှုတော်ဆောင်နေတဲ့လူတွေလည်းအများကြီးရှိပါကြောင့်တစ်ခါလေမှာကျွန်တော်တို့ဘဝတက်တာထဲမှာဟာသူ့ကိုငါပြစ်မှားတာပဲငါဘာမှမဖြစ်ဘူးပေါ့နော်ဆိုတော့အဲ့ဒါကြီးလည်းဖြစ်နိုင်ပါတယ်เนาะဆိုတော့ဟာငါသူ့ကိုပြစ်မှားတာပဲသူ့ဝေဖန်တာပဲတိုက်ခိုက်တာပဲဒါပေမဲ့ငါတော့ဘာမှမဖြစ်ဘူးเนาะဒါပေမဲ့တကယ်ဗိတ်သိက်ရှိတဲ့လူတွေကိုတွားထီเนาะမရဘူးပေါ့နော်ဆိုတော့မလွယ်ဘူးเนาะဆိုတော့ဒါနောက်ဆက်တွဲအရင်ကြောက်စရာကောင်းတယ်ဒါကြောင့်ဒီနေ့ဘုရားခင်တကယ်ကိုခွဲခန့်ထားတဲ့လူဆိုတာကဘာမှရှိတယ်เนาะဆိုတော့ဒါကြောင့်ဒီနေ့ကျွန်တော်အသက်တာထဲမှာဘုရားသခင်ရဲ့လူတွေကိုတွားပြီးတော့မှမပြစ်မှားမိဖို့ရန်အရေးကြီးတယ်เนาะဒါကြောင့်ဒီနေ့အဲ့လိုပြစ်မှားရှာပြီးကျွန်တော်တို့ရဲ့အသက်တာထဲမှာเนาะဆိုတော့ကျွန်တော်တို့မိသားစုမှာပြီးလင်เนาะဆိုတော့အမင်္ဂလာတွေကြားရောက်နိုင်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့အဲ့ဒါကိုရှောင်ဖို့လိုတယ်เนาะဘုရားခင်တကယ်ဗိတ်သိက်ထားတဲ့အမှုတော်ဆောင်တွေဘုရားရဲ့လူတွေကိုတန်ဖိုးထားဖို့လိုတယ်ဗိတ်သိက်ကိုတန်ဖိုးထားဖို့လိုတယ်ဘုရားလူတွေကိုเนาะဆိုတော့တကယ်တန်ဖိုးထားဖို့လိုတယ်ဆိုတော့ကျွန်တော်ဒီအကြောင်းအရာတွေ့ရတယ်ဒါကြောင့်ဒီနေ့ဆိုတော့ဘာကြောင့်ကျွန်တော်တို့အသက်တာထဲမှာနာယောဂါတွေဝင်လာရတာလဲเนาะဆိုမလို့လားအတဲ့အမင်္ဂလာဖြစ်လင်ရတာလဲဆိုရင်ဖျားဗိတ်သိက်နဲ့ခွဲခန့်ထားတဲ့လူတွေကိုပြစ်မှားသောကြောင့်လည်းဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရเนาะဆိုတော့တစ်ဆက်တည်းမှာပဲเนาะဘုရားခင်ရဲ့လူတွေနဲ့တွားပြီးတော့မှမပြိုင်ဆိုင်ဘူးပေါ့เนาะဆိုတော့တကယ်လို့ဖျားလူကနောက်ဆုံးမားခဲ့ရင်တော့ဖျားကသူနဲ့ဖျားနဲ့သူနဲ့ရှင်းမှာဖြစ်တယ်เนาะဆိုတော့ဒါကြောင့်ဒီနေရာမှာဘုရားခင်ကเนาะဆိုတော့သူခွဲခန့်ထားတဲ့ဗိတ်သိက်နဲ့သူအရင်ချင်းတဲ့เนาะဆိုတော့သူ့ရဲ့ကျွန်မောရှေဘက်ကနေရက်တည်ပြီးတော့မှအပြစ်တင်တဲ့လူတွေပြန်ပြီးတော့မှဆုံးမတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်เนาะဒါကြောင့်ဒီနေ့ဘဝမှာအရေးကြီးတယ်เนาะဆိုတော့တကယ်လို့ပြစ်တင်နော်ဝေဖန်ခဲ့မိရင်တော့မှဖျားရှိမှာဝင်ချတောင်းမှမှာနော်ဆိုပြန်ပြီးတော့မှအပြစ်လွတ်ခြင်းခံစားမှာဖြစ်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့မောရှေကနော်ဆိုဆက်ပြီးတော့ကျွန်တော်ဖတ်တဲ့အခါမှာမောရှေကဆက်ပြီးတော့မှသူတို့အတွက်
ဘောမိရိယအတွက်ဆက်ပြီးဆူတောင်းပေးတယ်နော်ဆိုတော့ခါမှသူတို့ပြန်ပြီးတော့မှဆိုတော့ကျမ်းမာခြင်းရသွားတဲ့အရာတွေတွေ့ရတယ်နော်ဒါကြောင့်ဒီနေ့ကိုကဘိတ်သိက်ရှိတဲ့လူတို့ပြင်မာမိခဲ့တယ်ဆိုရင်လည်းတဲ့မှာလွတ်ချင်းခွင့်ရှိပါတယ်တကယ်လို့ဘိတ်သိက်ရှိတဲ့လူတွေကိုပြင်မာခဲ့သောကြောင့်ကြုံတွေ့နေရတဲ့ယောဂဝေဒနာတွေဆိုရင်ဘုရားခင်ရှေ့မှာဝန်ချတောင်းပန်လိုက်ပါဘုရားခင်ကအံ့ဩပါရနော်ဆိုတော့အပြစ်နော်ဆိုတော့ဖြေလွတ်ပြီးတော့မှနာကိုကျမ်းမာစီမှာဖြစ်ပါတယ်လို့နော်ဆိုတော့ဒါကြောင့်ဒီနေ့တတိယအပိုင်းအနေနဲ့ဘုရားခင်ဘိတ်သိက်နဲ့ခွဲခန့်ထားတဲ့လူတွေကိုပြစ်မှားတော့ကြောင့်ကျွန်တော်ဘဝမှာအနာယောဂတွေဝင်လာတယ်ဆိုတဲ့အကြောင်းအရာကိုလည်းအနေငယ်ပေါ်ပြလိုပါတယ်เนาะဆိုတော့